ငါရဲ့ရွေးချယ်မှုအမှားတစ်ခုကြောင့်သူ့ကိုငါထားသွားခဲ့တယ်လေအဲ့ဒီအခြေတော့ကသူငယ်ချစ်တွေရှင်းမှာဘာမှမဖြစ်တယ်လို့သူဟာဆောင်နေခဲ့ပေမဲ့သူ့ရဲ့နှလုံးသားကနေနဲ့ညာအချိန်နာရီမိနစ်စက္ကန့်တိုင်းငုံနေရတယ်ပြီးတော့သူတယောက်တည်းရှိတဲ့အခြေတွေဆိုသူ့ကိုသူမထိန်နိုင်ပဲမျက်ရည်တွေနဲ့ကြော်ဖြတ်ခဲ့ရတယ်အခါထဲမြင့်ရတောက်ပေါ်လေးကိုကြည့်ပြီးတုတ်တုတ်တိတ်တိတ်နဲ့အမြဲငိုခဲ့ရတယ်သူဘလောက်တောင်ခါစားခဲ့ရလဲငါတို့မကြည့်ရဘူးဆိုပြီးသူငယ်ချင်းတွေကငါ့ကိုပြောကြတယ်အခုသူခါစားခဲ့ရတယ်လို့ငါလည်းခါစားနေရပြီဟာသူငယ်ချင်းတွေရှင်းမှာငါဟာဆောင်ပြီးနေခဲ့ရတယ်တယောက်တည်းအခြေတွေဆိုငါအမြဲငိုခဲ့ရတယ်ရပတ်ထက်အောက်ပြီးအသက်ရှူတော့ကြက်တယ်ဒါပေမဲ့ငါတို့နှစ်ယောက်ရဲ့ခါစားချက်ကမတူဘူးဟာသူကသူ့ကိုထားသွားခဲ့တဲ့ငါကြောင့်ခါစားခဲ့ရတယ်ငါကိုထားသွားခဲ့တဲ့လူတစ်ယောက်ကြောင့်ခါစားခဲ့ရတဲ့အခါသူ့ရဲ့ခါစားချက်ကိုငါနားလည်ခဲ့တယ်အဲ့ဒီအခြေတို့ကသူဘလောက်တောင်ခါစားခဲ့ရမှာလဲအခုငါခါစားနေရတယ်လို့ပဲရပတ်ထက်အောက်ပြီးသူ့နှလုံးသားနာကျင်မှုတစ်ခုထက်မဟုတ်ပဲအိမ်မရတဲ့ညတွေစားလို့တောက်လို့မရတဲ့နေ့တွေနဲ့သူဖြတ်ကျော်ခဲ့ရတဲ့အခါသူ့ရဲ့ခါတာကိုပြီးတော့သူ့ရဲ့အရာအလုံးနာကျင်နေမှာပဲဆိုပြီးပြတွေးလိုက်တာငါပို့ပြီးနာကျင်ရတယ်ငါ့ကိုအရာချစ်တဲ့သူကိုထားသွားခဲ့ပြီလို့ငါနောက်သားတွေလည်းရနေပါပြီသူ့ကိုပြလို့ချစ်ပေမဲ့လည်းသူ့ရဲ့ရွေးချယ်မှုကမှားကသွားပြီဟာအချစ်ရဲ့တရောစီကိုဗိတ်ဖယ်ထားပြီးမိတ္တာရဲ့တရောစီနဲ့အခုတော့တရားတဲ့မိသားစုတစ်ခုသူ့မှာရှိနေပါပြီဒါကြောင့်ကိုချစ်တဲ့သူထက်အနားမှာရှိတဲ့သူကပိုပြီးတာဖို့ရှိပါတယ်